ပင်ကူမိတိုင်ပေါ်ဆင်းသက်တဲ့အခါမှာလဲတက်ကဖုံးအိတ်ထဲကကေဘယ်ကျိုးတွေကတဆင့်ထပ်မံတိုက်ခိုက်ပါတယ်အဲ့ဒီအချိန်မှာကက်ရောက်ရှိလာတာကြောင့်တက်အာယုံလွဲသွားပြီးလျှက်စစ်တဲ့အားတွေကြောင့်သူကိုယ်တိုင်လဲကျသွားခဲ့ပါတယ်နောက်တော့တက်ကအဆောက်အုံတစ်ခုရဲ့လျှက်စစ်မင်းအဖွဲ့ကနေစွန့်အင်အားလုံးကိုစုပ်ယူဖို့ကြိုးစားတာကြောင့်ပင်ကူကသူ့ရဲ့ပင်ကူမြင်ကိုသုံးပြန်အဲ့ဒီအရိယာတစ်ခုလုံးရဲ့လျှက်စစ်တဲ့အားကိုဖျက်တောက်လိုက်ပါတယ်စွန့်အင်ပြန်ပြေးသွားတဲ့တက်ကလမ်းပေါ်မှာတွေ့တဲ့ပစ္စည်းမှန်သမျှကိုလက်နက်အဖြစ်သုံးပြီးထပ်မံတိုက်ခိုက်ပါတယ်ပင်ကူကအကြိမ်ကြိမ်အပြင်းထန်အိုက်ခံရပေမဲ့လှုပ်ရှားမှုတိုင်းမှာတက်ခါစွန့်အင်တွေတဖြည်းဖြည်းကုန်ဆုံးလာတာကြောင့်နောက်ဆုံးမှာတော့လျှက်စစ်တဲ့အားလုံးဝကုန်ခန်းသွားပါတော့တယ်ဒါဟာပင်ကူဟီယိုကိုစိုင်းပုတ်တစ်ခုနဲ့လန့်ထုပြီးတက်ကိုတတိလစ်သွားအောင်တိုက်ခိုက်ဖို့အခွင့်အရေးရစေခဲ့ပါတယ်ရဲတွေကတက်ကိုဖမ်းဆီးဖို့အပြေးလွှားရောက်လာကြပြီးမြို့တော်ဝန်အာဖျက်ကယော်ဘီရဲ့ကင်မရာရှိမှပင်ကူဟီယိုကိုလက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်အဲ့ဒီနောက်အာဖျက်ကသူနဲ့ပင်ကူဟီယိုတို့ဟာမြို့တော်ကိုကယ်တင်ဖို့အတွက်ပူးပေါင်းလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်တာကြောင့်လူအုပ်ကြီးကတောင်းတောင်းဖြတ်ဖြတ်အားပေးကြပြီးပင်ကူဟီယိုကဒါမမှန်ပါဘူးလို့ညှင်းဆိုတဲ့စကားကိုတော့ဘယ်သူမှမကြားလိုက်ကြပါဘူးဘင်သူ့တိုက်ခန်းကိုပြန်ရောက်တဲ့အခါကက်ကလာရောက်တွေ့ဆုံပြီးသူ့ရဲ့ဒဏ်ရာတွေအကြောင်းမေးမြန်းပါတယ်ဘင်ကစင်ချေတစ်ခုပေးဖို့ကြိုးစားပေမဲ့ကက်ကမယုံကြည်ပဲပြတင်းပေါက်ကနေခုန်ချလိုက်ပါတယ်အခုတော့ဘင်ဟာသူမကိုကယ်တင်ဖို့အတွက်ပင်ကူမြင်ကိုတုံးလိုက်ရုံမှတပါအခြားရေးချဲစရာမရှိတော့ပါဘူးကက်ကသူ့ကိုပင်ကူပုဂ္ဂိုလ်ကြီးလို့ခေါ်လိုက်ပြီးသူတို့နှစ်ဦးနမ်းရှုပ်ခဲ့ကြပါတယ်အဲ့ဒီနောက်သူတို့ဟာစားတောက်ဆိုင်တစ်ခုကိုတွားခဲ့ကြပြီးကက်ကဇက်ကြောင်းပြေဆုံးကိုမေးမြန်းပါတယ်အတိတ်ပြန်ပြကွက်အရာပင်ဟာလဲစစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့ဘူးကြောင်းသိရပါတယ်သူ့ရဲ့တပ်ဖွဲ့ဟာပြင်သစ်နိုင်ငံကဂျာမန်အခြေစိုက်စခန်းတစ်ခုစီရောက်ရှိခဲ့ပြီးစစ်သားအချို့ကိုအလွယ်တကူတပ်ဖြတ်နိုင်ခဲ့ပါတယ်အဆောက်အုံဟောင်းတစ်ခုထဲမှာတုံးပန်းတွေနဲ့ပြည်နေတဲ့အခန်းတွေကိုတွေ့လိုက်ရလို့ဘင်ဟာထိတ်လန့်သွားခဲ့ပါတယ်ဂျာမန်စစ်သားတစ်ယောက်ကဘင်ကိုအလစ်အငိုက်တိုက်ခိုက်ဖို့ပြင်တဲ့အချိန်မှာပဲဖလင်းနဲ့အခြားတုံးပန်းတစ်ယောက်ကတန်တိုင်ကြားကနေလမ်းပြီးအဲ့ဒီစစ်သားကိုအရင်ဆုံးတပ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာဘင်နဲ့သူ့အဖွဲ့ဟာအခန်းတစ်ခါအေးတွေအားလုံးကိုဖွင့်ပြီးအဒီစင်နဲ့ဖလင်းအပါအဝင်တုံးပန်းအားလုံးကိုလွတ်ပေးခဲ့ပါတယ်ပြီးနောက်ဘင်းနဲ့အခြားစစ်သားတို့ဟာစခန်းရဲ့အောက်ခြေထိဆက်လက်ဝင်ရောက်သွားတဲ့အခါမျိုးတွေဖုတ်ဖုတ်တက်တွေလိုမျိုးတတဝမျိုးမျိုးနဲ့ချိတ်ဆက်ထားတဲ့ကုတင်တွေပေါ်မှာချီနှောင်ချင်းခံထားရတဲ့တုံးပန်းမြောက်များကိုတွေ့ရှိခဲ့ပါတယ်။သူတို့နှစ်ဦးဟာအဲ့ဒီလူတွေကိုချက်ချင်းလွတ်ပေးခဲ့ကြပြီးဘင်းဟာပင်ကူတကောင်နဲ့ချိတ်ဆက်ထားတဲ့လူတစ်ယောက်ကိုတွေ့ရှိခဲ့ပါတယ်။သူကုတင်ကင်းကိုဆွဲလန့်လိုက်တဲ့အခါအဲ့ဒီလူဟာပင်ကူလူသားကပြအဖြစ်တဖြည်းဖြည်းပြောင်းလဲနေတာကိုမြင်လိုက်ရလို့ထိတ်လန့်သွားပါတယ်ရုတ်တရက်။အဲ့ဒီလူကဘင်းရဲ့လက်မောင်းကိုလမ်းဆွဲပြီးကိုက်လိုက်တာကြောင့်ဘင်းရဲ့အဖော်ကထိုလူဦးခေါင်းကိုတင်းနဲ့တိခတ်လိုက်ရပါတယ်။မူးဝေနောက်ကြည့်ပြီးကမောက်ကမဖြစ်နေတဲ့ကြားကနေပဲဘင်ကသူ့အဖော်ကိုဒီနေရာတစ်ခုလုံးကိုမိရှုဖျက်ဆီးပစ်ဖို့ပြောလိုက်ပါတယ်။နောက်ပိုင်းမှာဓာတ်ပုံရိုက်ကူးတဲ့အခါဘင်ကတော့အနီးနားမှာတတိလေးလဲကျနေခဲ့တာကြောင့်ဓာတ်ပုံထဲမှာပါမလာခဲ့တာဖြစ်ပါတယ်ပြစ္ဆုတ်ပံမှာတော့